Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pokity Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြသွားမယ့်အကြောင်းကတော့ Pokemon တွေရဲ့အကြောင်းမဟုတ်ပဲ Pokemon တွေရဲ့လူတွေအရန်ကိုသိကျင်နေတဲ့မိကွန်းတွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကိုဆွေးနွေးသွားမယ့်ဗီဒီယိုလေးပါဆိုတော့ဗီဒီယိုလေးကိုမြန်ပဲစလိုက်ရအောင်နံပါတ်1 Pokemon အကောင်လေးတွေကတေလားဒီမေကွန်းက Pokemon fan တွေနဲ့ Pokemon ဇာတ်ကားကြီးရဲ့သူတွေအတွက်အသိကျင်ဆုံးမေကွန်းတစ်ခုဖြစ်မယ်လို့ထင်မိပါတယ်ဆိုတော့ Pokemon အကောင်လေးတွေကတေလားဆိုတေပါတယ် Pokemon ကဘာထဲမှာ Pokemon တွေလည်းတေနိုင်ပါတယ်ဒါပေမဲ့ဇက်လန်းနဲ့ game တွေမှာကလေးတွေအတွက်ရည်ရွယ်ထားတာကြောင့်တေတယ်လို့တိုင်းရိုက်မပြပဲပျောက်သွားတယ်စုံမသွားတယ်မရှိတော့ဘူးလို့ပဲအများအားဖြင့်ဒီလိုဖော်ပြပါတယ်Pokemon အကောင်လေးတွေတေတယ်ဆိုတဲ့အကြောင်းကိုအတည်ပြုပေးနိုင်တဲ့တက်တေပြနိုင်တဲ့အချက်တွေရှိပါတယ်ဒီအချက်တွေက Pokemon Sun and Moon Series ဇာတ်လမ်းမှာ Pokemon တည်ဆုံးမှုကိုဓာတ်ရိုက်မပြပေမဲ့ Pokemon တွေကိုတင်းကြိုင်းမှာဂုဏ်ပြုထားတဲ့နေရာတွေရှိပါတယ်။ Pokemon ဇာတ်ကားအချို့ထဲမှာလည်းအသက်ကြီးပြီးတည်ဆုံးသွားတဲ့ Pokemon တွေရှိတယ်လို့အဓိပ္ပာယ်ရတဲ့ဇာတ်လမ်းတွေရှိပါတယ်။ Cubone Pokemon မှာ Cubone ဟာတည်ဆုံးသွားတဲ့မိခင်ရဲ့ဦးခေါင်းကိုစောင်းထားတဲ့ Pokemon လို့ Pokédex မှာဖော်ပြထားပါတယ်။ဒါက Pokemon တွေလည်းတည်ဆုံးနိုင်ကြောင်းအတည်ပြုပေးနိုင်တဲ့အချက်တစ်ခုပါ။နောက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုလည်းရှိနေပြန်ပါတယ်။ဘာလဲဆိုတော့ Ghost type Pokemon တချို့ကလည်းတည်ဆုံးသွားတဲ့ Pokemon သို့မဟုတ်လူတွေရဲ့ဝိညာဉ်ကနေဖြစ်လာတာလို့ Pokemon Theory အရဖော်ပြထားတာတွေရှိပါတယ်ဆိုတော့အချင်းချုပ်ပြောရရင်ခင်ဗျားတို့မှတ်ထားရမှာက Pokemon တွေတည်လားဆိုတည်ပါတယ်ဒါမှန်တရားပါဒါပေမဲ့ဇက်လန်းနဲ့ game တွေမှာတော့တည်ရဆိုတဲ့အကြောင်းကိုဓာတ်ရိုက်မပြပဲနူးညံ့တဲ့ပုံစံနဲ့ပဲဖော်ပြလေးရှိပါတယ်နံပါတ်1 Pokemon တွေမှာစွမ်းအားမရှိရင်ဘာဖြစ်သွားနိုင်လဲဒီအချက်ကလည်းရိုးရိုးရှင်းရှင်းနဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်Pokemon ကောင်လေးတွေမှာစွမ်းအားမရှိတော့ရင်တာမန်တိရစ္ဆာန်လေးတွေဖြစ်သွားမှာပါကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့တိရစ္ဆာန်တွေလိုမျိုးပါဒါပေမဲ့မတူတာဆိုလို့ Pokemon လေးတွေရဲ့အသိဉာဏ်ကကဘာပေါ်ကတိရစ္ဆာန်တွေထက်တော့ပိုသားပါတယ်တိရစ္ဆာန်ချင်းတူပေမဲ့ကဘာပေါ်ကတိရစ္ဆာန်တွေထက်တော့ပိုပြီးအသိဉာဏ်ရှိပါတယ်ဆိုတော့ဒီအကြောင်းကိုခြုံပြောလိုက်ရင် Pokemon ဆိုတဲ့အကောင်လေးတွေမှာစွမ်းအားမရှိတော့ရင်တာမန်တိရစ္ဆာန်လေးတွေဖြစ်သွားမှာပါဒါပေမဲ့စွမ်းအားမရှိလဲခင်ဗျားတို့သိကြရမှာကဇလန်သဘောအရစွမ်းအားတွေဖယ်ကြည့်လိုက်မှဆိုရင်တဘာဝပေးတဲ့အတိညာဉ်ပိုင်းကနည်းနည်းမြင့်တဲ့အပိုင်းမှာပါလို့ညံကောင်းတယ်ဆိုတဲ့အချက်ကိုပိုင်ဆိုင်ထားပါသေးတယ်စွမ်းအားမရှိလဲဘာမှမဖြစ်ပါဘူးညံကောင်းတဲ့အတွက်အသက်ရှင်မှုရာခိုင်နှုန်းများသလိုတာမန်တိရစ္ဆာန်တွေထက်တော့ပူတာရဲဆိုတဲ့အကြောင်းကိုဆွေးနွေးရင်ခင်ဗျားတို့ကိုနားလည်စေချင်တာပါနံပါတ်3 Pokemon တွေဒါကျွန်တော်တို့နေထိုင်တဲ့ကဘာမှာရှိနေရင်ဒါမှမဟုတ်ရောက်လာခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲကောင်းကျိုးနဲ့ဆိုးကျိုးကိုစဉ်းစားကြည့်ရအောင်Pokemon တွေဒါအခုလက်ရှိကဘာပေါ်ကိုတကယ်ရောက်လာခဲ့မယ်ဆိုရင်ဒါမှမဟုတ်ရှိနေမယ်ဆိုရင်လူ့အဖွဲ့အစည်းကြီးကအများကြီးပြောင်းလဲသွားနိုင်ပါတယ်ခုပြောသွားတဲ့အချက်ကိုကျွန်တော်ရင်မပြောခင်ခင်ဗျားတို့တည်ပြီးနေလောက်မှာပါဒီ Pokemon နဲ့ပတ်သက်ပြီးကောင်းကျိုးနဲ့ဆိုးကျိုးဆိုပြီးနှစ်မျိုးတော့ရှိပါတယ်ဆိုတော့ကောင်းကျိုးကိုအရင်ပြောကြပါမယ်ကယ်ဆယ်ရေးလုပ်ငန်းတွေပိုထိရောက်လာမယ် Bloodstone တို့လို Pokemon တွေကမီးလောင်မှုတွေကိုငြိမ်းသက်နိုင်တယ်Alakazam တို့လို Physics Pokemon တွေကပျောက်ဆုံးနေသူတွေကိုရှာဖွေရမှာကူညီနိုင်တယ်မန်ချက်တို့လို Pokemon တွေကအပျက်စီးတွေကိုဖယ်ရှားမှာအသုံးဝင်တယ်ခုပြောသွားတဲ့အချက်တွေကလည်းကယ်ဆယ်ရေးပိုင်းမှာတော်တော်လေးအဆင်ပြေရတဲ့မှာပါတယ်လို့ထင်မိပါတယ်ပြီးတော့လျှက်စစ်ဓာတ်အားတွေထုတ်လုပ်နိုင်မယ်လျှက်စစ်မျိုးစားဖြစ်တဲ့ Pikachu, Raichu တို့ကလျှက်စစ်စွမ်းအင်ထုတ်ပေးနိုင်တာကြောင့်စွမ်းအင်ရင်းမြစ်တဲ့ဖြစ်လာနိုင်တယ်ဒီအချက်လည်းမစိုးဘူးအဆင်ပြေရလို့ပြောလို့ရပါတယ်ကောင်းတဲ့ဘက်ကကြည့်ရင်ပေါ့စိုက်ပျိုးရေးနဲ့သဘာဝထိန်းသိမ်းရေးတွေပိုကောင်းလာမယ် Grass type Pokemon တွေကတီးနှံတွေကြီးထွားဖို့ကိုကူညီပေးနိုင်တယ်Water type Pokemon တွေကရေရှားပါတဲ့ဒေသတွေမှာရေပေးဝင်နိုင်တယ်ဆိုတော့ဒီအချက်ကတော်တော်လေးကိုကောင်းပြီးကျွန်တော်ကိုယ်တိုင်လည်းသဘောကျမိပါတယ်ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါကဘာပေါ်မှာရှိတဲ့ရေရှားပါတဲ့ဒေသတွေမှာလူတစ်ယောက်နှုံးနဲ့ Water type Pokemon တစ်ကောင်ပိုင်ဆိုင်နိုင်ရင်ဖြစ်ရေရှားပါမှုတန်ကိုမစိုးရင်ရတော့ပါဘူးဘလောက်တောင်ကောင်းလိုက်လဲဆိုတာနောက်ပြီးစိတ်ပညာနဲ့စိတ်ချမ်းသာရေးပိုင်းမှာဆိုရင်လည်းချန်စီနဲ့အူဒီနိုလို Pokemon တွေကလူနာပြုစုစောင့်ရှောက်ရေးမှာကူညီနိုင်တယ်ဒီအချက်ကကောင်းကျိုးကိုပြောတာဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းကောင်းတယ်လို့မြင်မိပါတယ်ချန်စီနဲ့အိုဒီနိုလို Pokemon တွေဒါအများကြီးရှိရင်စေးရုံစေးကန်းတွေမှာတော်တော်လေးကိုအထောက်အကူပြုပါတယ်ဒါကြောင့်မှနောက်ပြီး Water Pokemon နဲ့ Flying type Pokemon တွေဒါပိုင်ဆိုင်ထားရင်ကျွန်တော်အနေနဲ့လေရင်စီးစရာမလိုပဲလေပေါ်မှာပြန်နိုင်ပါပြီလေတွေတင်မောတွေမရှိလဲရေပြင်မှာတွားနိုင်ပါပြီဘလောက်တောင်ကောင်းလိုက်လဲဆိုတာအခုပြောသွားတာရေနဲ့လေနှစ်မျိုးတည်းပါတခြားမျိုးစား Pokemon တွေမပါသေးပါဘူးဆိုတော့ခင်ဗျားတို့ပဲနောက်ဆက်တွဲကိုစဉ်းစားကြည့်ပါဆိုတော့ကောင်းကျိုးကိုခြုံကြည့်လိုက်ရင်Pokemon တွေရှိနေတာကတော်တော်လေးကိုအဆင်ပြေပြီးလူသားတွေအတွက်လည်းတော်တော်အကျိုးပြုရလို့ထင်မိပါတယ်ကဲကောင်းကျိုးလည်းပြီးပြီဆိုတော့စိုးကျိုးပဲလှည့်ရအောင်အနေရကြီးရဲ့ Pokemon တွေလည်းရှိတာကြောင့်ဥပမာ Tyranitar လို Pokemon တွေအများကြီးမဟုတ်ပဲတကောင်မဲဆိုရင်တော့
မျိုးတစ်ခုကိုအကြီးကျယ်ထိခိုက်စေနိုင်ပါတယ်ပြီးတော့ Gyarados လိုပိုကီမွန်တွေကရေကြီးမှုနဲ့ပျက်စီးမှုတွေကိုဖြစ်စေနိုင်ပါတယ်ဒီချက်ကကျွန်တော်အမြင်ဆိုရင်ဟုတ်တယ်လို့ရှိပါတယ်ရိုးရိုးပိုကီမွန်တွေတောင်ရှိနေတာဒဏ္ဍာရီပိုကီမွန်တွေလည်းရှိနေမှာပါဥပမာ Gyarados နဲ့ Kyogre ကိုတိုက်ခိုက်မယ်ဆိုရင်ကမ္ဘာရာသီဥတုတောင်ပြောင်းလဲသွားနိုင်ပါတယ်ဒါတောင်ဒီနှစ်ကောင်လည်းပဲဖြစ်တာပါတခြားသူတို့ထက်ကျန်တဲ့ဒဏ္ဍာရီပိုကီမွန်ကြီးတွေရှိနေပါသေးတယ်ဆိုတော့ပိုကီမွန်တွေနဲ့အတူရှင်တွဲပြီးနေထိုင်တဲ့ကမ္ဘာကြီးမှာလူသားတွေအနေနဲ့ရိုးရိုးတော့သွားလို့မရပါဘူးတခါတည်းကိစ္စတုံးပြီးမျိုးပါပျောက်သွားနိုင်ပါတယ်ဆိုတော့လူချင်းချင်းကြောက်အောင်မှတဲ့ဒီဒဏ္ဍာရီလာကောင်ကြီးတွေစိတ်ထားမပေါက်ဖို့ပဲဆူတောင်းနေရမှာပါနောက်ဆိုးကျိုးကတော့လူတွေရဲ့လောဘပါပိုကီမွန်တွေကိုလက်နက်အဖြစ်သုံးချတာငွေရှာဖို့အတင်းကျပ်ဖမ်းဆီးတာလူသားချင်းချင်းနိုင်ခြင်းမို့စစ်ပွဲတွေမှာအပြင်တခြားရွာနေမျိုးရက်ကွက်မြို့ကြီးစတဲ့နေရာတွေမှာလည်းပိုကီမွန်ပိုင်ဆိုင်ထားတဲ့သူကမပိုင်ဆိုင်ထားတဲ့သူကိုပဲဖြစ်ဖြစ်ရှိတဲ့သူပဲဖြစ်ဖြစ်မကောင်းတဲ့လူစီရောက်နေတဲ့ပိုကီမွန်ကတော့သူ့တခင်အတွက်တိုက်ပြီးအနိုင်ကျင့်မိမှာပါပြီးတော့ရိုးရိုးပျက်စီးအောင်မွေးမြူစမ်းသပ်တာတွေလည်းဖြစ်လာနိုင်ပါတယ်ဆိုတော့စိုးကျိုးထဲမှာဒီအချက်ကလည်းတော်တော်ဆိုးဆိုးထဲမှာပါပါတယ်ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါလူတွေရဲ့လောဘကတော်တော်ကြောက်စရာကောင်းပါတယ်ပြီးတော့ကဘာပေါ်မှာလူတွေအများကြီးတရားမှကောင်းတဲ့လူတွေလည်းရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိပါတယ်ဒီမကောင်းတဲ့လူတွေထဲမှာတကယ်အဆိုးဆုံးသူတွေရှိပါတယ်ဥပမာစိတ်တကြလူသက်သမားလူကျိုးလူမိုက်စေးသမားအာနာယူဓမြဒီလိုတကယ်အဆိုးကြီးရနေအရက်သမားအုပ်စုပွဲနိုင်ခြင်းတဲ့လူငယ်တွေတခိုးစတဲ့အမျိုးမျိုးအဆိုးသေးတဲ့အထိမကောင်းတဲ့သူတွေကဘာစွမ်းမှမရှိပဲဒီလောက်ဆိုးနေတာသူတို့စီမှာစွမ်းအားရှိတဲ့တာမန်ပိုကီမွန်တကောင်တောင်မဟုတ်ပဲစွမ်းအားကြီးတဲ့ပိုကီမွန်တကောင်သာရှိနေဘလောက်ဆိုးလိုက်မလဲဆိုတာခင်ဗျားတို့ပဲစဉ်းစားကြည့်ပါတော့ဒါတောင်စွမ်းအားကြီးရဲ့ပိုကီမွန်မရှိလဲရိုးရိုးပိုကီမွန်ရှိနေုံနဲ့တော့တော်တော်ပြောင်းဆန်နေပါပြီဆိုတော့ဒီချက်ကြီးကတော့တော်တော်ကိုစိုးကျိုးဆိုတဲ့အတိုင်းတော်တော်ဆိုးရလို့ထင်ပါတယ်တဘာဝပတ်ဝန်းကျင်ထိခိုက်မှု Fire type ပိုကီမွန်တွေကြောင့်တောမီလောင်နိုင်တယ်အစိမ့်မျိုးစားပိုကီမွန်တွေကြောင့်ပတ်ဝန်းကျင်ချို့ညဉ့်ညမ်းနိုင်တယ်ပိုကီမွန်တွေပေါ်လာတာရှိနေတာကတဘာဝအစားအစာကွင်းဆက် ecosystem ကိုပြောင်းလဲသွားနိုင်ပါတယ်ဒီအချက်တွေကလည်းဟုတ်တယ်လို့ပါပဲဆိုတော့ခုပြောနေတဲ့အကြောင်းတွေကမပြီးသေးပါဘူးဒုတိယပိုင်းကိုနောက်ဗီဒီယိုမှာတင်ပေးသွားပါမယ်ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲ